လာပါဒီနေ့လက်ပတ်တန်းဒီဇိုင်းတစ်လေးကိုပညာဒါနလေးမျှဝေပေးမယ်နော်လက်ပတ်တန်းဒီဇိုင်းလေးကိုချုပ်ဖို့အတွက်မတို့ပိတ်စလေးတစ်စားလိုမယ်ထွေးစင်ပေပါလိုမယ်ကြီးတလက်ဆော့ပင်တစ်ချောင်းခဲတံတစ်ချောင်းရယ်လိမ်စုရယ်ပေတံရယ်ပေကွေးရယ်ပတ်တန်းဆက်ကူလိုပါမယ်နော်ပတ်တန်းလေးကိုစပြီးတော့မှဆွဲကြမယ်နော်အခုအမလက်မှုရင်ပတ်တန်းလေးကို copy ပွားထားလိုက်တယ်နော်အရှက်လေးလုပ်ဖို့အတွက်လက်ရင်ဝအမတ်နဲ့ဒီအမတ်နဲ့ကိုပေရန်နဲ့ဆက်လိုက်မယ်ဒါလေးကိုဖြတ်ထုတ်ရမယ်နော်ပြီးတော့ဒီရင်ဝအမတ်နဲ့ဒါလေးကိုလည်းဆက်လိုက်မယ်ဒါကိုလည်းဖြတ်ထုတ်ကြမယ်နော်ဒါကမပါတော့ဘူးနော်ဒီအကွာဝေးလေးကိုတိုင်းထားမယ်နော်ဒီအကွာဝေးကိုတိုင်းလိုက်တော့16စင်တီမီတာရရနော်အဲ့အတွက်မတို့ဒီမှာ16စင်တီမီတာမှတ်ထားမယ်ပြီးဒီဘက်ကိုလည်းပြန်တိုင်းမယ်ဒီဘက်ကကြတော့15ဒရမ8ရတယ်အဲ့အတွက်ဒီမှာ15ဒရမ8စင်တီမီတာမှတ်လိုက်မယ်နော်ဒီအမှတ်ကနေပြီးတော့မှဒီထိကို8စင်တီမီတာအကွာမှာမှတ်လိုက်မယ်ဒါက8စင်တီမီတာနော်ပြီးရင်ဒီဘက်ကိုလည်းအတူတူပဲ8စင်တီမီတာနေရာမှာမှတ်လိုက်မယ်ဒီအမတ်နဲ့ဒီအမတ်ကိုမြင်းပြောင်းနဲ့ဆက်မယ်ပြီးရင်ဒီအမတ်နဲ့ဒီအမတ်ကိုလည်းမြင်းပြောင်းနဲ့ဆက်လိုက်မယ်နော်ဒါလေးကလည်းဖြတ်ထုတ်ကမယ်ဒါလေးကလည်းဖြတ်ထုတ်ကမယ်ဒါကအလဲကနေပြီးတော့မှခွဲညက်ရမယ်နော်ဒါဆိုရင်ဒါလေးကိုညက်ပြမယ်နော်ဒီအလဲကိုလည်းညက်လိုက်တော့မယ်နော်ပြီးရင်ဒီမှာလည်းညှက်ထုတ်လိုက်မယ်နော်ပြီးရင်ဒီမှာလည်းညှက်မယ်နော်ဒီညှက်ထုတ်ပြီးသွားပြီနော်ညှက်ထုတ်ပြီးတဲ့ချိန်မှာနောက်တစ်ခုကိုကာလာပေပါနဲ့ပြပေးမယ်နော်ပို့ပြီးတော့မှမြင်သာသွားအောင်လို့နော်ပြီးတော့ကာလာပေပါပေါ်မှာအမတို့လက္ခဏာလေးတစ်ခုကိုဆွဲထားလိုက်မယ်နော်ဆွဲပြီးတာနဲ့ဒီခလဲမက်ကနေပြီးတော့မှဘေးကို4 cm မက်လိုက်မယ်နော်4 cm အမတ်နဲ့ခလဲမြင်းမက်လေးကိုထိလိုက်မယ်ထိပြင်ဒါလေးကိုတိတ်နဲ့ကတ်လိုက်မယ်ပြီးရနဲ့ဒီအဟလေးရဲ့အကွာဝေးလေးကိုကဘလောက်ခောက်ချင်တယ်လဲပေါ့ခောက်ချင်တဲ့အကွာဝေးကိုကိုက5 cm ခောက်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့နှစား10 cm ယူရမယ်4 cm ပဲခောက်ချင်တယ်ဆိုရင်4 cm ရဲ့နှစား8 cm ကိုယူရမယ်နော်အခုအမဒါကို10 cm ယူလိုက်မယ်နော်ဒီကနေပြီးတော့မှဒီကို10 cm ထိတဲ့အမှတ်လေးကိုမှတ်လိုက်မယ်မှတ်ပြီးရင်ဒါလေးကိုလည်းတိတ်နဲ့ကတ်မယ်နော်ပြီးရင်သူတို့နှစ်ခုကိုမြင်းပြောင်းနဲ့ဆက်လိုက်မယ်ဆက်ပြီးရင်10ဆိုတော့တဝက်က5 cm မှာမှတ်လိုက်မယ်နော်မှတ်ပြီးရင်ဒီအမှတ်နဲ့ဒီ5 cm အမှတ်လေးကိုအောက်ထိဆွဲသွားမယ်ဟုတ်ပြီနော်ဒီဆွဲချသွားတဲ့ဒီအမတ်ကဒီကနေတိုင်းမယ်နော်ဒီကနေဒီအကွာဝေးကအမတို့ဒီအရှိတ်ဘက်မှာလာပြီးတော့မှဆက်ရမယ်အကွာဝေးလေးအရှိတ်ဘက်မှာအမတို့ဒီအကွာဝေးလေးကဘယ်လောက်ရခဲ့လဲ16ရခဲ့ရနော်အဲ့အတွက်ဒီကနေပြီးတော့မှ16 cm မှတ်လိုက်မယ်နော်မှတ်ပြီးတာနဲ့ဒါကိုတောက်မှန်ထားပြီးတော့မှမြင်းပြောင်းနဲ့ဆွဲလိုက်မယ်ဆွဲပြီးတာနဲ့ဒီမှာက5 cm ဆိုရင်အောက်ကို4 cm ယူမယ်အတူတူယူလဲရတယ်เนาะဒီလိုရှော့ရှော့လေးကပိုလာရတဲ့အတွက်မဟုတ်ဒီမှာ4 cm မှတ်လိုက်မယ်ဒီဘက်ကိုလည်း4 cm မှတ်လိုက်မယ်เนาะမှတ်ပြီးတာနဲ့ဒီအမတ်နဲ့ဒီအမတ်လေးကိုဆက်မယ်ပြီးရင်ဒီအမတ်နဲ့ဒီအမတ်လေးကိုဆက်လိုက်မယ်ဟုတ်ပြီเนาะဒါက4 cm 4 cm ဒါက5 cm 5 cm ဟုတ်ပြီနော်ပြီးရင်ဒီအပေါ်လက်ဖောင်းဘယ်လောက်တက်ချင်လဲပေါ့နော်အမကဒီရဲ့လက်ဖောင်းကို2 cm တက်လိုက်မယ်နော်တကယ်လို့ကိုက3 cm တက်ချင်လဲရရနော်ပြီးရင်အလိုက်တင်လေးပြန်ပြီးတော့မှဝိုက်လိုက်မယ်နော်ဝက်ပြီးရင်ဒီနေရာမှာခြိုင်ခြိုင်လေးဖြစ်နေတယ်ဒီခြိုင်ခြိုင်လေးနေရာကိုအမတို့အစားပြန်ဖြည့်မယ်နော်လေးကိုလည်းဒီလိုလေးလုပ်လိုက်မယ်နော်ဒါဆိုရင်အမတို့ရဲ့အနောက်ချမ်းလေးရပါပြီဆိုရင်အရှေ့ချမ်းကိုဆက်သွားမယ်နော်အနောက်ချမ်းမှာ4 cm မှတ်ခဲ့တဲ့အတွက်အရှေ့ချမ်းမှာလည်း4 cm မှတ်လိုက်မယ်နော်မှတ်ပြီးတာနဲ့ဒီအမတ်နဲ့
ဒီအမတ်လေးကိုထိတဲ့အမတ်ကိုတိတ်နဲ့ပြန်ကတ်လိုက်မယ်တိတ်နဲ့ကတ်ပြီးတာနဲ့အမတို့ဒီရဲ့အကွာဝေးလေးကိုပထမဒီအနောက်ချမ်းမှာ10 cm ယူထားတဲ့အတွက်ကြောင့်မလို့ဒီမှာလည်း10 cm ယူလိုက်မယ်နော်မဲ10 cm နေရာမှာမှတ်လိုက်မယ်နော်မှတ်ပြီးရင်ဒါလေးကိုလည်းမတို့တိတ်နဲ့ပြန်ပြီးတော့မှကတ်လိုက်မယ်ပြီးရင်သူတို့နှစ်ခုကိုမြင်းပြောင်းနဲ့ဆက်မယ်ဆက်ပြီးတော့တဝက်အမတ်ကိုမှတ်မယ်မှတ်ပြီးတာနဲ့ဒီအမတ်နဲ့ဒီအမတ်နဲ့ကိုမြင်းပြောင်းနဲ့ဆွဲချလာခဲ့မယ်ဒီရဲ့အကွာဝေးကချမ်းမလာပြီးဆက်ရမှာနောက်ချမ်းကတန်ဖိုးက15 ဒရမရှိရခဲ့တဲ့အတွက်ဒီကနေပြီးတော့မှ15 ဒရမရှိနေရာမှာမှတ်လိုက်မယ်နော်သူ့ကိုမြင်းပြောင်းလေးဆွဲမယ်ဒီနေရာမှာ4 cm မှတ်မယ်ဒီဘက်ကိုလည်း4 cm မှတ်လိုက်မယ်နော်မှတ်ပြီးတာနဲ့ဒါလေးကိုမြင်းပြောင်းနဲ့ဆက်မယ်ဒါလေးကိုလည်းမြင်းပြောင်းနဲ့ဆက်လိုက်မယ်နော်ပြီးရင်ဒီမှာ2 cm လက်ဖောင်းစာတက်ခဲ့တဲ့အတွက်ဒီမှာလည်း2 cm လက်ဖောင်းစာတက်လိုက်မယ်နော်အလိုက်တင်လေးပြန်ပြီးတော့မှဝိုက်လိုက်မယ်ဟုတ်ပြီနော်ဒီမှာဟနေရာလေးကိုပြန်ပြီးတော့မှဖြည့်မယ်နော်ပြီးရင်သူ့လည်းဒီလိုလေးပြန်ပြီးတော့ပြပြလေးပြန်လုပ်လိုက်မယ်နော်မတို့ရဲ့လက်ပတ်တန်လေးပြီးသွားပြီနော်ပြီးပြီဆိုရင်မတို့ဒီထိတ်နှစ်ခုကိုပြည့်မပြည့်ပြန်စစ်မယ်နော်ဒီဒါလေးကိုဒီလိုလေးခောက်လိုက်ခောက်ပြီးရင်ဒီအဝိုက်လေးပြည့်မပြည့်ကြည့်မယ်ပြည့်တယ်နော်အဲ့အတွက်မတို့ဒီတိုင်းလေးကိုပဲဆက်ပြီးတော့မှညှက်လိုက်တော့မယ်နော်ချုပ်စာအနေနဲ့ကဒါကိုလဲ1ဒါကိုလဲ1ဒီဘေးဘက်ချမ်းကိုလဲ1ပြီးတော့ကိုရယ်နဲ့တွဲမှာကိုကြတော့2 cm ကိုရယ်မှာ3 cm ခြံခဲ့တယ်ဆိုရင်3 cm မှတ်ရမယ်နော်ပြီးတော့ဒီမှာကကြတော့1 cm မှတ်မယ်ဒီမှာလည်း1 cm မှတ်မယ်ပြီးတော့ဒါလေးကကြတော့ကိုရယ်ဘက်ရောက်သွားမှဖြစ်တဲ့အတွက်2 cm ခြံလိုက်မယ်နော်ဒါကိုလည်း1 cm နော်အခုလည်းအတိုင်းပဲအပေါ်က1ဘေးက1ပြီးတော့ဒါကလည်း1ဒါကကိုရယ်ချမ်းဖြစ်တဲ့အတွက်2 cmဒါလေးက1 cmဒါကကိုရယ်ဘက်ကိုရောက်သွားမှဖြစ်တဲ့အတွက်2 cmဒါလေးက1 cm နော်အဲ့တော့မတို့ဒါလေးကိုကတ်ကြီးနဲ့ညှက်လိုက်မယ်နော်ဆိုရင်အမတို့ကဒီလက်လေးကဒီလိုလေးဖြစ်သွားပြီเนาะဟိုဒီဟာလေးကဒီဘက်မှာလာဆက်ရမယ်ပြီးတော့ဒီရဲ့အဝိုက်ကလေးကကြာဒီဘက်မှာလာပြီးတော့မှဆက်ရမယ်เนาะအခုဒါလေးကိုအမတို့ပိတ်စစပြီးတော့မှညှက်ကြမယ်เนาะပိတ်စညှက်တဲ့အခါမှာလေဒီဟာလေးနဲ့အနားသားလေးနဲ့အပြန်ယူပြီးတော့မှညှက်ပေးမယ်เนาะပိတ်စလေးညက်ပြီးသွားပြီเนาะဒီကလေအရှက်ပတန်လေးဆိုတော့ကြာလေတောင်ကွဲလို့ရှိရင်ပို့ပြီးလာမယ်ထင်လို့အမအနောက်ချမ်းကိုကြတော့လိန်ပေါ်ရောင်လေးတုံးထားတယ်အရှိချမ်းကိုကြတော့အဖြူရောင်လေးတုံးထားတယ်เนาะအခုဒါလေးတွေကိုထွေးစင်လိုက်မယ်เนาะထွေစင်လိတ်မိသွားပြီเนาะထွေစင်လိတ်မိပြီဆိုရင်မတို့ဒီဟာလေးကိုဒီထောင့်လေးတွေကိုကကြည်လေးနဲ့တောက်လိုက်မယ်ချုပ်ရလွယ်အောင်လို့เนาะဒီမှာကကြည်လေးနဲ့ဒီလိုတစ်ချက်တောက်လိုက်မယ်ဒီဘက်ကိုလည်းကကြည်လေးနဲ့ဒီလိုတစ်ချက်တောက်လိုက်မယ်เนาะဒီထောင့်လေးတွေကိုလည်းကကြည်လေးနဲ့တောက်ထားလိုက်မယ်ပြီးရင်ဒီမှာလည်းကကြည်လေးနဲ့တောက်ထားလိုက်တယ်เนาะ
တောက်ပြီးပြီဆိုတာနဲ့မတို့ဒီပင်အပ်တွေအကုန်လုံးကိုဖြုတ်လိုက်လို့ရပြီနော်ဖြုတ်ပြီးတာနဲ့ဒီအပေါ်ချမ်းဒီနှစ်ခုကိုအရင်ချုပ်မယ်နော်ဒီကနေပြီးတော့မှဒီကက်ကြီးတောက်ထားတဲ့အမတ်ထီကိုချုပ်လာခဲ့မယ်နော်အခုဒါလေးကိုတွားပြီးတော့မှချုပ်ကြမယ်နော်အပေါ်ဆုံးကိုခြီအရင်တုပ်မယ်နော်မှာဒီဘေးနှစ်ခုကိုဓာတ်ဆက်လိုက်မယ်ဓာတ်ဆက်လိုက်ပြီးတော့မှမီးဘူးတွားပြီးတော့မှတိုက်ခဲလိုက်မယ်နော်အခုဒီထိတ်လေးကိုဓာတ်ဆက်လဲလိုက်ပြီးပြီမီးဘူးလဲတိုက်ပြီးသွားပြီနော်တိုက်ပြီးပြီဆိုတာနဲ့ငေါ့ဒါလေးကိုဒီလိုလေးလန်လိုက်မယ်နော်လန်ပြီးတာနဲ့ဒီဟာလေးကိုဒါအလှဘက်ချမ်းနော်မလှဘက်ကိုခောက်လိုက်မယ်ဟုတ်ပြီနော်ခောက်ပြီးတာနဲ့ဒီကက်ကြီးတောက်ထားတဲ့နေရာလေးတွေ့ရနော်ကက်ကြီးတောက်ထားတဲ့နေရာလေးကနေပြီးတော့မှဒီထိကိုဒီမှာ2 cm လောက်နော်2 cm လောက်ကိုတွားပြီးချုပ်လိုက်မယ်ဟုတ်ပြီနော်ဒီဘက်ကိုချုပ်တယ်လို့ပဲဒီဘက်ကိုလည်းမလှဘက်ကနေပြီးတော့မှ2 cm ချုပ်လိုက်မယ်နော်အခုဒါလေးကိုတွားပြီးတော့မှချုပ်ကြမယ်နော်ကက်ကြီးတောက်ထားတဲ့မက်ကနေ2 cm ချုပ်မယ်နော်ပြီးရင်နောက်တစ်ဖက်ကိုလည်းအဲ့တိုင်းလေးပဲချုပ်မယ်နော်အခုအမားတို့ကဒီလိုအနေထားလေးရပြီနော်ဒီလိုအနေထားလေးရပြီဆိုရင်ဒီ2 cm ချုပ်ထားတဲ့နေရာလေးကိုကက်ကြီးလေးဒီလိုလေးတောက်ခဲလိုက်မယ်နော်ပြီးရင်ဒီဘက်ချမ်းကိုလည်း2 cm နေရာကိုကက်ကြီးလေးဒီလိုလေးတောက်ထားလိုက်မယ်နော်တောက်ပြီးရင်အမောက်ထားလေးကိုလန်လိုက်မယ်နော်အလှဘက်ကိုလန်လိုက်မယ်နော်ဒီမှာလည်းလန်လိုက်မယ်နော်ဒီလိုလန်ပြီးပြီဆိုတာနဲ့ဒီအဖြူလေးကဒီလိမ္မော်ဘက်ချမ်းကိုလာပြီးဆက်မယ်လိမ္မော်ရောင်လေးကကြတော့ဒီအဖြူဘက်ချမ်းကိုလာပြီးဆက်မယ်နော်ဒါလေးကကိုယ်စိတ်ကြိုက်လုပ်လို့ရအောင်နော်အဖြူကိုအောက်မှာပဲထပ်တာအဖြူကိုအပေါ်မှာပဲထပ်တာကြိုက်တယ်လို့လုပ်လို့ရတယ်နော်အခုဒါလေးကိုချုပ်ကြမယ်ဒီမှာကက်ကြီးတောက်ထားတဲ့နေရာလေးတွေ့ရနော်ဒီအမှတ်လေးနဲ့နော်ဒီကက်ကြီးတောက်ထားတဲ့နေရာလေးအမှတ်ရဲ့ဒီအောက်ကဟာလေးရဲ့ကိုနောက်ဒါလေးကိုဒီလိုလေးတွားပြီးတော့မှချုပ်လိုက်မယ်ဟုတ်ပြီနော်ဒီအဖြူနဲ့နော်ဒါလေးကိုထပ်ပြီးတော့မှတကြောင်တွားချုပ်လိုက်မယ်နော်အခုဒါလေးကိုပင်လေးထိုးလိုက်မယ်နော်ချုပ်ရလွယ်အောင်လို့ပြီးရင်နောက်ထပ်တစ်ဖက်ဒါဆိုဒါလေးကဒီလိုဖြစ်သွားပြီပြင်ဒီအဖြူကိုလည်းဒီမှာကက်ကြီးတောက်တဲ့နေရာလေးကိုဒီအမတ်လေးရဲ့ဒီဟာလေးရဲ့ကိုနော်ပင်လေးတွဲပြီးတော့မှချုပ်မယ်နော်အခုဒီကနေတစ်ချောင်းချုပ်မယ်ဒီကနေတစ်ချောင်းချုပ်မယ်နော်ဒါလေးကိုတွားချုပ်ပြမယ်နော်ပြီးဒီဘက်ကိုချုပ်မယ်နော်အခုအမတို့ကဒီအနေထားလေးရပြီเนาะဒီအနေထားလေးရပြီဆိုရင်အမဒီမှာတခါတည်းလက်မှာအဖောင်းတက်ခဲ့တယ်เนาะအဖောင်းရဲ့ဒီလက်ဖောင်းလေးပုံစံလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါလေးကိုချီကျဲနဲ့တကြောင်ပေါက်ပြီးတော့မှလက်ဖောင်းလေးကိုကျိုးဆွဲတွန်းလိုက်မယ်เนาะအခုဒါလေးကိုကျိုးဆွဲတွန်းတာလေးကိုချုပ်ပြမယ်เนาะဒါကြရင်ချီကျဲနဲ့ကျိုးဆွဲတွန်းရမယ်เนาะအခုဒီနာကနေပြီးတော့မှစပြီးတော့မှချုပ်လိုက်မယ်เนาะချောင်းပြီးနောက်တစ်ချောင်းထပ်ပေါက်မယ်နော်ခြီကျဲတွန်းတဲ့အခါကျရင်အချီကိုနှစ်ပင်ကင်မယ်နော်
နှစ်ပင်ကင်မယ်ကင်ပြီးရင်ကိုယ့်ဂျိုင်းရဲ့အကြံကိုစွန့်လိုက်မယ်နော်ကိုဂျိုင်းက20ဆိုရင်20စင်တီမီတာကျန်အောင်ဒီလိုလေးဆွဲပြီးတော့မှတွန်းလိုက်မယ်နော်ဒါဆိုရင်အမတို့ဒီဟာလေးကလက်ဖောင်လေးရပါပြီเนาะအခုဆိုရင်အမတို့ဒါလေးကဒီအဆင့်ထိရောက်သွားပြီเนาะရောက်ပြီဆိုတာနဲ့အမတို့ဒါလေးကိုဓာဆက်လိုက်မယ်ဒီဘက်ကိုလည်းဓာဆက်လိုက်ရိုက်မယ်ဟုတ်ပြီเนาะလိုက်ပြီးရင်ဒါလေးတွေကိုမီးဘူးတိုက်မယ်ဒီဘက်ကိုလည်းမီးဘူးတိုက်မယ်ပြီးတော့မီးဘူးတိုက်ပြီးဒါလေးကိုဓာဆက်တစ်ချောင်းလိုက်မယ်ဒီဘက်ကိုလည်းဓာဆက်တစ်ချောင်းလိုက်မယ်ဟုတ်ပြီတိုက်ပြီးတာနဲ့ဒီအပေါ်ချမ်းကိုလည်းဓာဆက်သွားပြီးတော့မှလိုက်မယ်အခုဓာလေးတွေကိုအရင်သွားပြီးတော့မှလှုပ်လိုက်မယ်နော်အခုဓာလေးတွေဓာဆက်လည်းလိုက်ပြီးပြီဒီပတ်ပတ်လေးကိုလည်းဓာဆက်လိုက်ပြီးသွားပြီမိဘူးလည်းတိုက်ပြီးသွားပြီနော်တိုက်ပြီးပြီဆိုရင်အမတို့ဒီဘေးနှစ်ချမ်းကိုသွားပြီးတော့မှချုပ်လို့ရပြီနော်ဒါအလားပတ်ချမ်းအလားနဲ့ကိုထပ်ပြီးတော့မှအလားပတ်ချမ်းကနေပြီးတော့မှဒီလိုတစ်ချောင်းသွားပြီးတော့မှချုပ်လိုက်မယ်နော်အခုဒါလေးကိုသွားချုပ်မယ်နော်အခုဘေးလဲပိတ်ပြီးပြီဆိုတော့အမတို့ဒါလေးကိုခွဲပြီးတော့မှမိဘူးလေးသွားပြီးတော့မှတိုက်ခဲ့မယ်နော်အခုဒါလေးကတော့ရုံမရဲ့ကိုယ်ထဲမှာဝတ်ပြပေးထားတာဖြစ်ပါတယ်ဒီလက်ဒီဇိုင်းလေးကဆန်းဆန်းလေးနဲ့လေရမ်းချစ်ဖို့ကောင်းတဲ့အတွက်ကြောင့်မလို့အားလုံးနဲ့လိုက်ပြီးတော့မှချုပ်ကြည့်ကြပါနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်